တောက်ချန်နေမွေးသူအားလုံးမင်္ဂလာပါ2026မတ်လ15ရက်နေ့ကနေ21ရက်နေ့အတွင်းမှာရန်တိုက်ခံတွေနဲ့ထိပ်တိုက်တွေ့ပြီးမှဆင်ပြေမယ်ဝေးကြီးကဏ္ဍလုပ်ငန်းကဏ္ဍစီးပွားကဏ္ဍတွေမှာသူတစ်ပါးနဲ့တောင်းလို့နိုင်တဲ့ရည်သွေးနဲ့တွတ်တက်တဲ့ခြေအနေတွေရှိမယ်ချက်ချင်းဆုံးဖြတ်ပြီးဆောင်ရွက်တဲ့ကိစ္စတွေရဲ့အကျိုးဆက်ကောင်းကိုရရှိနိုင်တယ်ဝေးကြီးကဏ္ဍလုပ်ငန်းကဏ္ဍရဲ့တိုးတက်မှုရှိမယ်အပြောင်းလဲနဲ့တက်လန်းပေါ်မယ်လူမျိုးခွဲအကျိုးပေးမယ်အရက်ဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေကအကျိုးဆက်ကောင်းအနေနဲ့ရရှိသွားမယ်အမေဖွားတော့ကျမကြီးထူကြမယ်ဘေးဒီမေးကျင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစာနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလိုက်ရုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေ့လာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်ဒါကြောင့်စမ်းစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါတယ်15ရက်နေ့မှာရန်ပြိုင်ဆိုင်နေတဲ့ကြိုပြီးမှအောင်မြင်မယ်16ရက်နေ့မှာငွေကြေးကံကောင်းမယ်ဒါနသိတိနဲ့ကဆန်းရှင်တဲ့နေ့လည်းဖြစ်တယ်ပိုက်ဆံ1000တန်တရွက်ကိုအဝိနာသာဖြန့်ပြီးလူနဲ့စောင်းမှလက်ပွင့်စေတယ်19ရက်နေ့မှာငွေကြေးကိစ္စလုပ်ငန်းကိစ္စဆောင်ရွက်မှုတွေမှာထူးထူးခြားခြားအောင်မြင်ခြင်းရဲ့အနှစ်သာရကိုကြုံမယ်18ရက်နေ့မှာအခက်အခဲကြားမှာတိုးတက်မှုကိုဖန်တီးနိုင်တယ်19ရက်နေ့အဲ့ဒီနေ့မတော်တဆထိခိုက်မှုတွေကျူးဆက်ရမယ်ညနေ3နိုင်နဲ့4နိုင်ခွဲအတွင်းသတိထားရမယ်ရှစ်တောင်ရက်ကအနည်းကြုံတတ်တယ်ထိုရက်ကိုသွားစေအနေလေးဖြစ်တတ်တယ်ခေါင်းစည်းခေါင်းလျှော်ပြည့်မတန်ကောင်းတဲ့ရက်ဖြစ်တယ်19ရက်နေ့မတ်မှာခေါင်းစည်းခေါင်းလျှော်ရက်လည်းဖြစ်နေတယ်20ရက်နေ့မှာတော့ထူးခြားတဲ့ကံကောင်းခြင်းလိုရာပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းကိုရရှိမယ်21ရက်နေ့မှာရှင်ပြန်မှုမှန်သမျှအောင်မြင်မယ်အခက်အခဲအလုံးကိုကျော်လွှားပြီးတော့ဘဝရည်မှန်းချက်နဲ့တိုးတက်မှုတွေရရှိမယ်ကြာသပတေးနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေတနင်္လာမွေးသူတွေဒုက္ခပေးတတ်တယ်နှစ်ခုကိုယ်ကနံအကျိုးပေးပါတယ်အစိမ်းရောင်မိခိုးရောင်ပြာရောင်တို့ကိုဝစ်ဆင်ပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါကောင်းခြင်းကံကြမ္မာများရစေရန်ဖြူရောင်ပန်းဝင်တို့ကိုဖျားတင်ပြီးလိုရာဆန္ဒပြုပါဘေးဒီမဲလိုသူတွေအတွက် Play Store App Store တွေမှာစမ်းစာနေဖို့ application ကို download လုပ်ပြီးတော့အသုံးပြုမေးမြန်းနိုင်ပါတယ်ကျေးဇူးတင်ပါတယ်